မောင်မိုးတင်တို့ကပေပင်ဆိုင်ဆရာများထံနီလန်းတကြားနဲ့ပညာသင်ကြားနေကြပါလိမ့်ဆိုင်းဆရာကြီးများကတပတ်ကို2ရက်မျှသာဆိုင်းပညာကိုသင်ကြားပေးတာကြောင့်ကြံချိန်များမှာမောင်မိုးတင်တို့အားနေကြပါလိမ့်အခုမောင်မိုးတင်ဘဲမှမသွားပဲတန်းရမှာအိမ်ရင်ပါဇက်မှဆိုင်းတန်ထွက်ပြီးတော့ပါဇက်ဆိုင်းတီးနေလေတယ်ဦးအောင်ကဈေးပေါ်လေးကိုဖွာရှာရင်းခေါင်းလေးပြားပါမင်းဒီနေ့ဘဲမှမသွားဘူးလားမသွားဘူးပါအဖသွားသိကျင်လို့လားမဟုတ်ပါဘူးကွာအိမ်မကတ်တဲ့ကောင်ကအခုငြိမ်နေလို့ထူးဆန်းနေလို့ပါမောင်မိုးတင်ကအိမ်နေရာမှာထထိုင်လိုက်ပြီးဦးအောင်ကိုသေချာကြည့်ကအဖမျက်နှာကြည့်ရတာအစင်ပြေတဲ့ပုံမပေါ်ဘူးဘာလို့လဲဗျကျုပ်ပြောပါဦးဘာမှမဟုတ်ပါဘူးကွာအဖဘာဖြစ်နေဆိုတာတမ်းမသိပေမဲ့အဖကိစ္စတစ်ခုရှိရဆိုတော့ကျုပ်သိတယ်နော်မောင်မိုးတင်ကအဲ့ဒီလိုပြောတဲ့အခါမှာဦးအောင်ကဈေးဘောလေးကိုအားပါတစ်ချက်ဖွာဆိုင်လိုက်ပြီးမိကုံငွေများကိုမှုတ်ထုတ်လိုက်ကမင်းလည်းသိမှာပေါ့ရွာဦးเจ้าမှာထန်လန်းဆရာရောက်နေတယ်ဆိုတာလေကျုပ်သိရလေအဲ့ဒီကောင်ကငါ့ကိုပညာလာစမ်းတာဖြစ်မယ်ငါလူတွေဘာတွေကိုငါပညာနဲ့မတတ်ချင်ဘူးကွာအဲ့ဆိုမတတ်နဲ့လေးပါရဲ့ငါဘယ်သူမှမထိခိုက်အောင်နေပြီးတော့ငါဝါသနာပါတဲ့ပညာနဲ့ငါအသက်မွေးနေတာတကယ်ထက်လန်းဆရာကြီးတွေနဲ့ငါနဲ့သိပါတယ်သူတို့ကငါ့ကိုခွင့်လွှတ်ထားကြတယ်ဘာလို့လဲဆိုတော့ငါပညာနဲ့လူတွေကိုဒုက္ခမပေးလို့ပဲအခုအထက်လန်းပေါက်စာလေးတွေကနာမည်ကြီးကျင်တာနဲ့လူစိုးလူကောင်မခွဲဘူးရဟန်းပညာပြကျင်နေတာခက်တယ်ကောင်လေးအဖဘယ်လိုလုပ်ချင်လို့လဲပါသူကတိုက်ခိုက်ရင်တော့ငါတော့ခုခံရမှာပေါ့ကွာလက်တွေပါမလွန်ပါစေနဲ့ပဲစူတောင်းနေရတယ်မောင်မိုးတင်ကလေးနဲ့စွာတွေးနေပြီးတစ်ချက်ပြုံးလိုက်ကအဖဒါဆိုဘာမှမပူနဲ့ကျုပ်တောင်းဝန်ထားဒီလိုကျုပ်ပညာပြလိုက်မယ်မဖြစ်ပါဘူးကောင်လေးဟာမင်းကိုတင်ပေးထားတဲ့ဆိုပေမဲ့မင်းပညာတွေကနှိမ်သေးတယ်ဘာပညာမှမလို့ကျုပ်ပြောတဲ့အတိုင်းသာအဖလို့ကြားလားမောင်မိုးတင်ရဲ့မန်ပါလာတဲ့စကားကြောင့်ခေါင်းလေးညှိလို့သာအတိမတ်ပြုတ်လိုက်ရပါလိမ့်တော့တယ်